Hello ဒီနေ့ကရီကြာခဲ့ပြီပေါ့နော်ဆီယမနိုင်နိုင်စနေရဲ့90 10နေရာမှာစောက်ထဲကတခုဖတ်ပြမယ်ပေါ့နော်ဆိုတော့သူရဲ့ခေါင်းစဉ်လေးကတော့မတူတဲ့လူနဲ့အတူနေရင်မတူတဲ့ဘဝကိုရမယ်လူဆိုတာတွယ်ဝိုက်ပြီးပြောတဲ့စကားတွေကိုနားလည်တဲ့တမျိုးတီးသောတတဝါမတူတဲ့လူနဲ့အတူနေရင်မတူတဲ့ဘဝကိုရမှာပဲတကယ်လက်တွေ့ဘဝမှာဘသူနဲ့တင်ပေါင်းတင်နေရဆိုတာကအရန်ကိုအရေးပါပါတယ်အဲ့ဒီဘသူကတင်ကြီးပြင်းရာလမ်းတစ်လျှောက်ကတိတ်အောင်မြင်မှုကြာရှုံးမှုတွေကိုဆုံးဖြတ်ပေးပါလိမ့်မယ်အလုတ်ကျူးစားသူနဲ့နေရင်တင်မပြင်းတတ်တော့ဘူးအကောင်းမြင်တတ်သူအပြုသဘောဆောင်သူနဲ့နေရင်တင်မထိုင်းမိုင်းအားမငယ်တတ်တော့ဘူးအသိပညာရှိသူနဲ့နေရင်တင်အသိပညာတိုးမယ်မြင့်မြတ်သူနဲ့နေရင်အထွတ်အထိပ်ကိုတင်ရောက်မယ်သိပ္ပံပညာရှင်တွေရဲ့စမ်းစစ်ချက်မှာလူဆိုတာတွယ်ဝိုက်ပြီးပြောတဲ့စကားတွေကိုနားလည်တဲ့တမျိုးတည်းသောတတဝါဖြစ်တယ်။အကောင်းဘက်တွယ်ဝိုက်တဲ့စကားတွေကလူတွေရဲ့ခံစားချက်နဲ့စိတ်အခြေအနေကိုအကောင်းဘက်တက်ရောက်စေတယ်။ကိုယ်ရီကိုယ်သွေးကိုလုံးစော်ပေးတယ်။လုံနိုင်စွမ်းကိုမြင့်တင်ပေးတယ်။ရှေ့ကိုတက်လန်းစေတယ်။ကျိုးပန်းအားထုတ်စေတယ်။အပြတ်သဘောဆောင်သူတွေနဲ့ဝေးနိုင်သမျှဝေးနေပါ။နှုတ်မဟုတ်ချင်းတင့်စိတ်ကူးအိမ်မက်တွေအခိုးခံရလိမ့်မယ်။တိုးတက်ခြင်းစိတ်တွေကုန်ခန်းလိမ့်မယ်။အပြည့်သဘောဆောင်သူတွေကနေမင်းကြီးနဲ့တူတယ်။ဘယ်နေရာရောက်ရောက်အလင်းရောင်ကိုဆောင်ပြီးတယ်။အပြည့်သဘောဆောင်သူတွေကလာမင်းနဲ့တူတယ်။လာပြေးလာကွယ်အလင်းပေးတာတောင်မတူဘူး။စိတ်သဘောထားကအရာရာကိုဆုံးဖြတ်ပြီးတယ်ဘလူစိတ်သဘောထားရှိရင်ဘလူအနာဂတ်ကိုရစီပါတယ်အကျင့်စရိုက်ကကံကြမ္မာကိုဆုံးဖြတ်ပြီးတယ်ဘလူအကျင့်စရိုက်ကဘလူဘဝကိုရစီပါတယ်တချို့ကပြောတယ်လူဘဝမှာကံကောင်းခြင်း၃ချိန်ရှိတဲ့ကျောင်းနေချိန်မှာဆရာကောင်းတဲ့တွေ့တာကံကောင်းခြင်းပဲအလုပ်လုပ်ချိန်ဆရာသမားကောင်းတဲ့တွေ့တာကံကောင်းခြင်းပဲအိမ်အောင်ပြုချိန်အိမ်အောင်ဘက်ကောင်းတဲ့တွေ့တာကကံကောင်းခြင်းပဲတခါတလေသူတို့ရဲ့အပြုံးတပွင့်နှွေးထွေးတဲ့စကားတခွန်းကတင့်ဘဝကိုနေရောင်ခြည်နဲ့လင်းလက်စေနိုင်တယ်ဘဝမှာကံမကောင်းခြင်းဆိုတာကတင့်ပြီးမှအပြုသဘောဆောင်သူအကောင်းမြင်သူကင်းမဲ့လို့ဖြစ်တယ်ဝေးဝေးလမ်းမြင်နိုင်သူမရှိလို့ဖြစ်တယ်ဒါကြောင့်တင့်ဘဝကအမောင်ထဲမှာအယောင်ပြောက်နေတာဖြစ်တယ်စကားတစ်ခွန်းကဒီလိုဆိုရတယ်တင့်ဘသူလဲအရေးမကြီးဘူးအရေးကြီးတာကတင့်ဘသူနဲ့အတူတူနေနေတယ်လဲဆိုတာဖြစ်တယ်ချက်မိုးလို့ကြီးပြင်းခဲ့ရတဲ့လင်းယုံဟာသူ့ကိုယ်သူကြက်ပါဆိုပြီးပြန်တန်းခြင်းအတက်ကိုလက်လွတ်ခဲ့တယ်။အတောင်ဖြန့်ပြီးကောင်းကင်ပြပေါ်သူဘလို့ပြန်တန်းအောင်မလဲ။တိုးကြမှာကြီးပြင်းခဲ့တဲ့မိကွေးဟာကြမ်းကြုတ်တဲ့စိတ်ပြောက်ပြီးသူ့ကိုချစ်မိသွားခဲ့တယ်။မြက်ခင်းပြင်မှာသူဘလို့ဒုံဆိုင်ပြီးသားကောင်ရှာတော့မလဲ။အမှန်တော့တင်ဟာထူးကဲသူပါ။ဒါပေမဲ့တင့်ဘီကအစိုးမြင်သူကြောင့်ရှေ့သို့တက်လန်းခြင်းနဲ့ပင့်ခွန်အားတွေစုပ်ယုပ်ကုန်တယ်။စိတ်တက်တွေညံပြင်းကုန်တယ်။စာကောင်းတွေဖတ်တဲ့အသိပညာရှိသူစီချင်းကတ်တဲ့ဆိုတာလူဘဝရဲ့အကောင်းဆုံးကံတစ်ခုဖြစ်တယ်လူဘဝစံကြေပုံကိုဒီအရာနှစ်ခုနဲ့သင်ယူနိုင်တယ်လက်ထဲစောင့်ထားနိုင်တယ်ဘဝရဲ့လှပခြင်းဆိုတာတပားသူကိုနှင်းစီလက်ဆောင်ပေးတယ်ကိုယ့်လက်ထဲမှာလည်းနှင်းစီရနံ့တွေကျန်ခဲ့တယ်ဒါဟာလူဘဝဖြစ်တယ်ထက်မြက်သူနဲ့နေခြင်းရင်သင်ထက်မြက်ရလိမ့်မယ်ထူးကဲသူနဲ့နေခြင်းရင်သင်ထူးကဲရလိမ့်မယ်သူတစ်ပါးရဲ့ကောင်းကွက်ကိုအလွယ်တကူမြင်ပြီးကိုယ့်အတွက်ခွန်အားအဖြစ်သင်ယူစရာအဖြစ်ပြောင်းလဲမယ်ဒီလိုဆိုရင်သင်ဟာထက်မြက်သူဖြစ်ပါတယ်လူဘဝရဲ့အခွင့်အရေးကိုလက်ဆုပ်လက်ကင်ပြုပြီးကိုယ့်အခွင့်အရေးအဖြစ်ပြောင်းလဲမယ်ဒီလိုဆိုရင်သင်ဟာထူးကဲသူဖြစ်ပါတယ်သူတစ်ပါးရဲ့အောင်မြင်မှုကိုကိုယ့်အောင်မြင်မှုအတိုင်းပြင်းပြမယ်သူတစ်ပါးရဲ့အကောင်းဆုံးကိုသင်ယူပြီးအကောင်းဆုံးကိုလုပ်မယ်သူတစ်ပါးရဲ့အသိပညာကိုစီးပူးပြီးအောင်မြင်တဲ့ကိုလုပ်မယ်မတူတဲ့လူနဲ့အတူနေရင်မတူတဲ့ဘဝကိုရပါတယ်ဒီနေ့ကတော့ဒါလေးပါပဲအားလုံးစိတ်သက်ခွန်အားလေးကြီးကြကြပါစီလို့ဆုတောင်းပေးပါတယ်ဘိုင်ဘိုင်